ဒီအမျိုးသားဟာနေ့တိုင်းပေါင်တသားလောက်အလေးချိန်ရှိတဲ့ရေယာမဓာကြီးတစ်လက်ကိုကြောမှာလွှဲထားခဲ့ပါတယ်ဒီနေ့ကတော့သူအဲ့ဒီဓာကြီးကိုပထမဆုံးအချိန်စတင်လွှဲရမ်းကြည့်တဲ့နေ့ပါပဲသူဘလောက်ပဲအားကုန်တုံပြီးလွှဲရမ်းပါစေကြွေးကြနေတဲ့တိရွက်လေးတွေကိုတော့မပြတ်တောင်းနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ပြိုင်ပွဲဝင်အားလုံးထဲမှာသူကနောက်ဆုံးအဆင့်ကနေပဲပြီးဆုံးသွားခဲ့ပါတယ်လူတိုင်းကသူ့ရဲ့ဓာပညာကိုလောင်ပြောင်ခဲ့ကြပါတယ်သူကိုယ်တိုင်တော့သူ့ရဲ့စွမ်းဆောင်ရည်ပေါ်တန်တရားဝင်လာခဲ့ပါတယ်ဒါပေမဲ့အဝေးကနေစောင့်ကြည့်နေတဲ့သူ့ရဲ့ဆရာကတော့တခုခုမှားယွင်းနေပြီဆိုတာကိုရိပ်မိသွားပါတယ်ချက်ချင်းပဲသူသဘောပေါက်သွားပါတယ်အမျိုးသားရဲ့လက်ထဲကဓာဟာတာမန်ဓာတ်လည်းမဟုတ်ပဲပေါင်တသိန်းကျော်အလေးချိန်ရှိတဲ့လျှို့ဝှက်စမ်းကျဲတန်မနစ်အမဲရောင်အေယာမဓာကြီးဖြစ်နေတာပါတကယ်တော့ဒီအမျိုးသားဟာဒန္တာရီလာဓာခန္ဓာကိုယ်နဲ့မွေးဖွားလာသူဖြစ်ပြီး9နှစ်တန်းနဲ့ဓာပညာရဲ့အထွတ်အထိပ်ကိုရောက်အောင်ကျွမ်းကျင်နေခဲ့တာပါရက်အနေငယ်ချရင်တော့ကြီးကျယ်ခမ်းနားတဲ့တိုင်းပြန်ခွေးကြီးစတင်တော့မှာဖြစ်ပါတယ်ဒါဟာသူတောင်ပေါ်ကိုင်းကနေမထွက်ခွာခင်သူ့ဘဝကိုထာဝရပြောင်းလဲပြဖို့နောက်ဆုံးအခွင့်အရေးပါပဲသူ့ရဲ့ဆရာကသူ့ကိုလေ့ကျင့်ပေးဖို့ပေါင်တသောအလေးချိန်ရှိတဲ့ဓာကိုပြင်ဆင်ထားခဲ့တာပါဒါပေမဲ့အမှားအယွင်းဖြစ်ပြီးပေါင်တသိန်းရှိတဲ့အေယာမဓာကြီးကိုပေးမိသွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်အမကန်စွမ်းရည်ပြသရမယ့်အစားပြိုင်ပွဲကွင်းထဲမှာလူအများရဲ့လောင်ပြောင်းစရာအဖြစ်နဲ့ပဲအဆုံးသတ်သွားခဲ့ရပါတယ်။ကံကောင်းတာတစ်ခုကပြိုင်ပွဲမှာအဆင့်3ဆင့်ပါဝင်ပါတယ်။ကျန်တဲ့2ဆင့်မှာသာသူနောက်ဆုံးအဆင့်မဖြစ်ခဲ့ဘူးဆိုရင်ဘိုးလူပွဲမှာနိုင်ဖို့အခွင့်အရေးရှိနေပါသေးတယ်။မကြခင်မှာပဲဒုတိယအဆင့်ပြိုင်ပွဲကိုအကျစ်အနဲ့စတင်ခဲ့ပါတယ်။စာမေးပွဲစစ်ဆေးသူဟာကွင်းထဲကိုဝင်လာပြီးသူ့ရဲ့စွမ်းအင်တွေကိုတုံးကကွင်းတစ်ခုလုံးကိုလွှမ်းမိုးထားနိုင်တဲ့နတ်တာ6လက်ကိုဆင်ခုတ်လိုက်ပြီးစီကန်းချက်တွေကိုကြီးညာခဲ့ပါတယ်။ဒီဓာကင်းချင်းမှုတွေမှာအကြဆုံးတောင့်ခံနိုင်သူကနောက်တစ်ဆင့်ကိုတက်ရမှာပါ။အထက်တန်းလွှားမျိုးစုကတခင်လေးတယောက်ပထမဆုံးထွက်လာပါတယ်။သူကအကြမ်းပတန်းခွန်အားနဲ့မိနစ်20လောက်တောင့်ခံနိုင်ခဲ့ပေမဲ့စစ်ဆေးသူရဲ့အတိအမှတ်ပြုမှုကိုတော့မနှဲရယူခဲ့ရပါတယ်။နောက်တစ်ယောက်ကတော့လူငယ်မျိုးဆက်တွေထဲမှာထူးချွန်တဲ့မင်းသားတစ်ပါးဖြစ်ပါတယ်။သူကဓာကိုလက်စလုံးကိုဓာတစ်ချက်ထဲနဲ့ပိုင်းဖြတ်ပစ်လိုက်ပါတယ်။ပရိသတ်ကြီးတစ်ခုလုံးလည်းချက်ချင်းပဲမူးချွင်တယ်လို့ဩဘာပြီးဩဟစ်လိုက်ကြပါတယ်။ဒါကိုမြင်တော့လူတိုင်းကလောင်ပြောင်ကြပြီးအဲ့ဒီအမျိုးသားကိုစင်းပေါ်တက်ပြီးအရှက်မကွဲဖို့ပြောခဲ့ကြပါတယ်။ဒါပေမဲ့သူကတော့တုံဆိုင်မနေပဲကွင်းထဲကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့သူဓာမှုမှားလိုက်တဲ့အချိန်မှာပဲသူ့ခန္ဓာကိုယ်ကရင်းရိုင်သွားခဲ့ပါတယ်။10မိနစ်တောင်မတောင့်ခံနိုင်ခဲ့ပဲနောက်ဆုံးအဆင့်နဲ့ပဲထပ်ပြီးအဆုံးသတ်သွားခဲ့ရပြန်ပါတယ်။စစ်ဆေးသူကသူ့ကိုထူပေးလိုက်တဲ့အချိန်မှာစစ်ဆေးသူရဲ့စိတ်ထဲမှာတန်တရားဝင်သွားပါတယ်။ဒီအမျိုးသားဟာလုံးဝအားမနဲ့နေတာမဟုတ်ဘူးဆိုတာကိုသူခံစားလိုက်လို့ပါပဲပြဿနာကဓာတ်စီမှာပဲရှိရပါမယ်မကြခင်မှာပဲအဆုံးဖြတ်ပေးမယ်3ရက်မြောက်အဆင့်ပြန်ပွဲစတင်ပါတော့တယ်တန်ဖိုးကြီးမျိုးစုကလူငယ်တယောက်ကမမနာထောင်လွှားကနေကွင်းထဲမှာရှိတဲ့လူတိုင်းကိုစင်ကောင်းမဲ့လို့ကြွေးကြော်လိုက်တဲ့အတွက်ပြန်ပွဲတစ်ခုလုံးချက်ချင်းပဲကမောက်ကမဖြစ်သွားပါတယ်မင်းသားကတော့ပိုပြီးအထင်သေးနေပါသေးတယ်တယောက်ချင်းတိုက်ခိုက်နေတာကအချိန်ဖြုံးတာပဲလို့ကြေညာပြီးလူတိုင်းကိုသူ့စီတပြိုင်နက်တည်းဝင်တိုက်ကြဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှရှေ့ထွက်မတော်ရပါဘူးပိုပြီးမန်တက်သွားတဲ့မင်းသားကလူအောက်ကြီးစီကိုတရိုက်ဝင်တိုက်ပြီးအရှုံးပေးဖို့တောက်ဆိုပါတော့တယ်ကြည့်ရှုနေသူတွေလည်းတယောက်ပြီးတယောက်ဒူးထောက်လိုက်ရပါတယ်ဒါပေမဲ့ဒီအမျိုးသားကတော့တာမန်ဘဝနဲ့နေထိုင်ခြင်းကိုငင်းဆန်ပါခဲ့ပါဘူးသူဟာအားကုန်သုံးပြီးအေးရမှာဓာကြီးကိုဘေးလွင့်ပစ်လိုက်ကပြိုင်ဘက်တွေစီကိုဒလန်းချင်းလှန်ဆောက်သွားခဲ့ပါတယ်ဒေါသထွက်သွားတဲ့ပြိုင်ဘက်တွေကလည်းဒီအတုံးမကျနောက်ဆုံးအဆင့်ကောင်ကိုအပြည့်စီးဖို့ဆုံးဖြတ်ပြီးစုပေါင်းတိုက်ခိုက်ကြပါတော့တယ်အဲ့ဒီအချိန်မှာလည်းအမျိုးသားဟာသူ့ရဲ့တီးတန့်ဓာတိုင်းပညာကိုနောက်ဆုံးမှထုတ်ဖော်လိုက်ပါတော့တယ်ချက်ချင်းဆိုသလိုအဲ့ဒီမှာရှိနေတဲ့လူတိုင်းအံ့ဩမြင်သက်စွာနဲ့ငိမ့်သက်သွားကြပါတော့တယ်